ပါ The Fitness and Tarot Page ကနေ Fitness ပြန်လေးကြိုဆိုပါရစေခုတစ်ခါ Fitness က Leo ရာသီဘွား single လေးအတွက် July လတစ်လစာအခြေ love reading လေးဟောပြောပေးတော့မှာဖြစ်ပါတယ် Fitness ရဲ့ reading တွေမှာတော့ထုံးစံအတိုင်းအပိုင်းနှစ်ပိုင်းပါမယ်ပေါ့နော်ပထမတစ်ပိုင်းကတော့ single လေးအတွက် reading ဖြစ်တယ်ဒုတိယတစ်ပိုင်းကတော့ relationship လေးအတွက် reading ဖြစ်ပါတယ်အဲ့တော့single လေးတွေမှာပေါ့နော်လက်ရှိ relationship တော့မရှိဘူးဒါပေမဲ့တစ်ဖက်မှာပတ်သက်နေတဲ့သူရှိတယ် dealing person ရှိတယ်ဆိုတော့ single လေးတွေကဒုတိယတစ်ပိုင်းကိုဆက်ကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ပထမဆုံး single လေးအတွက် reading ကိုစကြည့်လိုက်ပါမယ်အဲ့တော့ Leo ရာသီဘွား single လေးတွေပေါ့နော်လက်ရှိ current love energy ကိုကြည့်ရတဲ့အခါမှာကြာလာတဲ့က the star ကကြတယ်နောက်တစ်ခုက eight of swords ကကြတဲ့အတွက်ကြောင့်မလို့ကိုကအခြေရေးနဲ့ပတ်သက်လို့ရှင်စမ်းတော့ကောင်းနေတယ်ဥပမာကိုကိုသဘောကျတဲ့သူတွေရှိမယ်ကိုရဲ့ပုံစံလေးကိုနော်ဆွဲလန်းတာမျိုးကိုယ့်ရဲ့လူသိများထင်ပေါ်ကြော်ကြားတာမျိုးပြောရရင်စမ်းကောင်းနေတဲ့ကာလပေါ့1500မြစ်တာမှာရော928မြစ်တာမှာရောစမ်းကောင်းနေတဲ့ကာလတစ်ခုထဲမှာတော့ပါတယ်ကိုကတခုခုဆိုရင်အတွေးလွန်တာပေါ့နော်လာပြီးတော့ကိုကိုသဘောကျတဲ့သူတွေရှိမယ်ချင်းကပ်လာတဲ့သူတွေရှိမယ်ဒါပေမဲ့ကိုကအဲ့ဒီလူတွေနဲ့ပတ်သက်ပြီးတော့အခြေရေးနဲ့ပတ်သက်ပြီးလို့ရှိရင်အတွေးတွေများပြီးတော့အဆင်ပြေပါမလားဆိုရဲစိုးရိမ်စိတ်တစ်ခုဖြစ်တယ်တချို့လီယိုလေးတွေကတော့လက်ရှိမှာခြေရည်နဲ့ပတ်သက်လို့ရှိရင်ပြန်ပြီးတော့ healing လုပ်နေရတဲ့အချိန်ပေါ့နော်အရင်တော့အဆင်မပြေခဲ့တာတွေကြောင့်မလို့ရခဲ့တဲ့စိတ်ဒဏ်ရာတွေ trauma တွေကိုပြန်ပြီးကုစားနေတဲ့အချိန်ကာလတစ်ခုမှာရှိနေတတ်တယ်ပေါ့နော်ဒါကတော့လက်ရှိ energy ပေါ့အဲ့တော့ X ရဲ့ energy ကိုကြည့်တဲ့အခါမှာကြာရင်ကြာလာတဲ့က the hierophant ကကြတယ်the strength ကကြတဲ့အတွက်ကြောင့်မလို့ X ကလေကိုကိုစိတ်ထဲမှာရှိနေတော့မယ်လို့ပြောရမယ်။နော်သူ့ဘက်ကကိုနဲ့ပတ်သက်ပြီးတော့ကိုကိုမမေ့နိုင်သေးတဲ့အနေအထားတွေအများကြီးတွေ့ရတယ်။အဲ့တော့ X နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ပြန်ရနိုင်ဖို့ chance လေးတွေလည်းမျှော်လင့်လို့ရတယ်ပေါ့ base of the deck က 8 of wands တက်ကြတဲ့အတွက်ကြောင့်နှစ်ယောက်ကြားထဲမှာ communication လေးတွေဝင်လာတတ်တယ်အဆက်အသွယ်သတင်းစကားလေးတွေကြားရတဲ့ကာလထဲမှာတော့ပါတယ်လို့ပဲပြောရမယ်အဲ့တော့ crush ရဲ့ energy ကိုကြည့်တဲ့အခါမှာ the devil ကကြတယ်နောက်ပြီးတော့ ace of cups ကကြတဲ့အတွက်ကြောင့်မလို့ crush ကပေါ့နော်တစ်ခုဖြစ်နိုင်တာနှစ်ခုဖြစ်နိုင်တယ်ပထမတစ်ခုကတော့ crush ဒီလက်ရှိမှာသူ့မှာအဲ့လိုဖြတ်ချလို့မရသေးတဲ့ attachment ပေါ့နော်တခြားတယောက်ယောက်နဲ့သူပတ်သက်နေတယ်အဲ့ပတ်သက်နေတဲ့ attachment တွေသူမယုံထွက်နိုင်သေးဘူးဒါမှမဟုတ်တချို့တွေကြတော့ဘာဖြစ်နိုင်လဲဆိုတော့အဲ့ပတ်သက်နေတဲ့သူတော့မရှိဘူးဒါပေမဲ့သူနဲ့အရင်တော့အတိတ်တော့ပတ်သက်ခဲ့တဲ့အနေအထားတစ်ခုမှာအဲ့ဒီတော့ရခဲ့တဲ့စိတ်ဒဏ်ရာတွေ trauma တွေကိုသူကတည်တည်ချာချာ healing မလုပ်နိုင်သေးတဲ့အချိန်တစ်ခုဖြစ်တတ်တယ်ပေါ့နော်အခုချိန်မှာပြန်ပြီးတော့အသေးကွဲဒဏ်ရာတွေပါရှိရဆိုရင်ပြန်ကုစားနေရတဲ့အချိန်တစ်ခုဖြစ်ကောင်းဖြစ်မှာပေါ့ဒါကတော့ crash ရဲ့ energy ဖြစ်တဲ့အတွက်ကြောင့် crash နဲ့ကိုနဲ့ကြားထဲမှာအဲ့လိုအခြေအနေဖြစ်နေတော့ကိုယ့်ဘက်ကနည်းနည်းလေးစိတ်ရှည်လက်ရှည်လေးနဲ့စူးစမ်းရမယ်ချစ်ပေးရမယ်အနေအထားထဲမှာပါတယ်ပေါ့နော်အဲ့တော့ situationship လေးပေါ့နော်လက်ရှိမှာသူနဲ့ကိုနဲ့ကြားတဲ့အခြေအနေကဘာမှမသိဘူးခေါင်းစဉ်တက်လို့မရဘူးဆိုတဲ့လူတွေဒီလထဲမှာအခြေအနေကောင်းနိုင်တယ်ပေါ့နော်အခြေအနေကောင်းနိုင်တယ်နှစ်ယောက်ကြားထဲမှာတစ်ယောက်နဲ့တစ်ယောက်ပို့ပြီးတော့တန်ရောစင်ပို့တိုးလာတယ်မေတ္တာပို့တိုးလာလိမ့်မယ်ပို့ပြီးလဲချစ်ချင်းမေတ္တာလေးတွေဖြစ်လာနိုင်တယ် commitment လေးတွေလည်းရနိုင်ဖို့ chance ရှိတယ်ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ကြားမှာဝေဝါးနေတဲ့အခြေအနေတွေကတိကျသေးကြတဲ့အဖြစ်တစ်ခုထွက်လာတဲ့ကာလထဲမှာပါတယ်လို့ပဲပြောရမယ်အဲ့တော့ဇွန်လလထဲမှာလီယိုရာသီဘွားလေးတွေ single လေးတွေပေါ့နော်ဘာတွေဆက်ဖြစ်မလဲဆိုရင်အခြေရေးနဲ့ပတ်သက်ပြီးတော့စမ်းကတော့ဆက်ပြီးတော့ကောင်းနေအောင်မယ်ပေါ့စမ်းဆက်ပြီးကောင်းနေအောင်မယ်ကိုကိုသဘောကျတဲ့သူတွေကို crush တဲ့သူတွေကိုချင်းကပ်ချင်တဲ့သူတွေအများကြီးတွေ့လာနိုင်သေးတယ်ပေါ့နော်ဘယ်သွားမျက်နှာပွင့်လန်းမဲ့လာတစ်ခုတော့ဖြစ်ပါတယ်တခုရှိတာကအခြေအနေနဲ့ပတ်သက်လို့ရှင်ကိုယ့်အပေါ်မှာကောင်းတဲ့သူတွေလည်းတွေ့တတ်တယ်လို့ကိုယ့်အပေါ်မှာအရန်ကြီးမယိုးသားတဲ့ honest မဖြစ်တဲ့မယုံကြည်ရနိုင်တဲ့လူတွေနဲ့လည်းတွေ့တတ်တဲ့အတွက်ကြောင့်မလို့ဒီလထဲမှာတော့ဖြစ်နိုင်လူရွေးမှန်ဖို့ကတော့အရေးအကြီးဆုံးပေါ့နော်အခြေအနေနဲ့ပတ်သက်ရင်လူမှုရေးနဲ့ပတ်သက်ရင်နည်းနည်းလေးသတိထားဖို့ကကိုမလုပ်ပဲနဲ့ကိုမပြောပဲနဲ့အဲ့လိုပြောပါတယ်လုပ်ပါတယ်လို့အထင်ခံရတာမျိုးတွေနော်ကိုတကယ်မဟုတ်ပါပဲနဲ့ကိုဆွဆွဲခံရတာမျိုးတွေနော်ပြဿနာဖြေရှင်းရတာမျိုးလေးတွေတော့ကြုံတတ်တဲ့ကာလထဲမှာပါတော့သတိလေးတော့ထားပြီးနေပေါ့နော်ဒါပေမဲ့အရင်ကြောက်စရာတော့မလိုဘူးအဓိကကိုဘက်ကလည်းသူများပေါ်မှာ honest ဖြစ်ကလေးဆက်ဆံပေးဖို့တော့အရေးကြီးတယ်ပေါ့နော်ဒါကတော့ Leo ရာသီဘွား single လေးအတွက် reading ဖြစ်တယ်အဲ့တော့ဒုတိယတစ်ပိုင်း relationship reading ကိုဆက်ပြီးတော့ကြည့်ကြမယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးကိုယ့်ဘက်ကနေပြီးတော့တစ်ဖက်လူပေါ်မှာရှိတဲ့စိတ်ခံစားချက် feelings ကိုကြည့်တဲ့အခါမှာကြာလာတဲ့က the devil ကကြတယ် magician ကကြတဲ့အတွက်ကြောင့်မလို့ကိုကတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ attachment တွေများနေတယ်လက်ရှိမှာပေါ့နော် attachment တွေများတယ်ပူလောင်တယ်တစ်ခါလေကြာရင်ပူလောင်တယ်ဒီလိုနဲ့ပတ်သက်ပြီးတော့ငါလိုချင်တဲ့အခြေအနေမှာဖြစ်ပါမလားငါလိုချင်တဲ့အနေအထားမှာရပါမလားဆိုတဲ့စိတ်နဲ့ပုံသွင်းခြင်းတဲ့စိတ်ကနည်းနည်းလေးများနေတာပေါ့နော်ဟိုလိုလဲဖြစ်ချင်တယ်ဒီလိုလဲဖြစ်ရမှာဆိုတဲ့ပုံစံမျိုးတွေနဲ့ပုံသွင်းခြင်းတဲ့စိတ်ကများနေတဲ့အခါမှာပူလောင်မှုလေးတွေကြုံနေရတဲ့အနေအထားမျိုးဖြစ်တတ်တယ်ပေါ့လေအဲ့တော့တ
တစ်ဖက်လူဘက်ကကိုယ့်အပေါ်မှာ feelings ကိုကြည့်တဲ့အခါမှာ 9 of wands ကကြတယ်နောက်တစ်ခုက 3 of cups ကကြတဲ့အတွက်ကြောင့်တစ်ဖက်လူဘက်ကလည်းကိုယ်နဲ့သူနဲ့ကြားထဲမှာ dealing လုပ်ရတဲ့နေရာမှာနည်းနည်းလေးအခက်တွေ့နေတဲ့အထဲမှာပါတယ်တချို့တွေအတွက်ကတော့လီယိုလေးတွေကလက်ရှိမှာ3ပွင့်ဆိုင်အခြေအနေထဲမှာရှိနေတဲ့သူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဆိုတော့နည်းနည်းတယောက်နဲ့တယောက်ကြားထဲမှာ dealing လုပ်ရတာအခက်ခဲဖြစ်နေတယ်တချို့တွေအတွက်ကြတော့ဒီ3ပွင့်ဆိုင်အခြေအနေထဲမှာရှိနေတာရေတော့မဟုတ်ဘူးဒါပေမဲ့သူနဲ့ကိုယ်နဲ့ကြားထဲမှာတချို့အရာတွေမှာခုနလိုမျိုး toxic ဖြစ်တာမျိုးလေးတွေဟိုပင်ပန်းတာမျိုးလေးတွေနော် attachment များတာပူလောင်တာလေးတွေကြောင့်မလို့နည်းနည်းအခက်တွေ့နေရတဲ့ကာလမျိုးတော့ဖြစ်တတ်တယ်ပေါ့အဲ့တော့ဇူလိုင်လထဲမှာဘလို့အခက်ခဲ challenge တွေရှိနိုင်လဲဆိုတော့နှစ်ယောက်ကြားမှာပေါ့နော်အရင်တော့အဆင်မပြေခဲ့တဲ့အခြေအနေထားတွေအဆင်မပြေခဲ့မှုတွေစိတ်ပင်ပန်းမှုတွေကိုလွှတ်ချနိုင်ဖို့ကတော့ဒီလအတွက် challenging ဖြစ်ပါတယ်ဘာဖြစ်နိုင်လဲဆိုတော့လီယိုလေးတွေဘက်ကရောတစ်ဖက်လူဘက်ကရောအရင်တော့အဆင်မပြေခဲ့တဲ့ဟာတွေကိုလည်းမမေ့နိုင်မဲနဲ့တစ်ခါတလဲလဲပြန်တွေးမိတာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်ဒုက္ခပြန်ပြီးတော့ရနေတာတခုခုအဆင်မပြေဖြစ်တိုင်းအဲ့ဒါတွေကိုအဆင်မပြေခဲ့တဲ့အရာတွေကိုပြန်တွေးပြီးတော့ပြန်ဖော်ပြီးတော့အစပြန်ပြဿနာလုံးမိတာအဲ့ဒါလေးတွေကတော့သတိထားမယ်အနေထားထဲမှာပါတယ်အဲ့တော့ဇွန်လထဲမှာဘာတွေဆက်ဖြစ်မလဲဆိုရင်တော့တယောက်နဲ့တယောက်ကြားထဲမှာပျော်ရွှင်စရာကောင်းတဲ့အခြေအနေဖြစ်လာပါလိမ့်မယ်ဇူလိုင်လရဲ့ energy ကတော့အရန်ကောင်းပုံပါတယ်တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာတန်ရောစင်မြစ်တာလေးတွေပြန်ဖြစ်လာမယ်ပိုတိုးလာမယ်ပျော်ရွှင်စရာအခိုက်အတန့်လေးတွေလည်းကြုံရနိုင်တယ်ခုနများသောအားဖြင့်တော့ခုန finish ပြောသလိုပဲဒီလထဲမှာတစ်ဖက်နဲ့တစ်ဖက်အတိတ်တုန်းကအဆင်မပြေခဲ့တဲ့ဟာတွေလုံးဝခွာချလိုက်ပြီးတော့အတိတ်ကိုပြန်စနိုင်မယ်လာတလာဖြစ်နိုင်ဖို့တော့ finish မျှော်လင့်ပါတယ်အဲ့လိုလည်းဖြစ်လာမယ်လည်းထင်ပါတယ်အဲ့တော့အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်